တခိုးတွေကိုဖမ်းနေတယ်ဘန်အီလီယန်ပုံတူတွေနဲ့ကာတွန်းရုပ်တံအနေဖြန့်ချိနေရကြောင်းဂွမ်လည်းဘန်အီလီယန်ပုံတူတွေကပေါ်တော်နဲ့လို့တာဝေဖန်လိုက်ပါတယ်အဲနောက်ဘန်တို့လည်းအပြင်ဘက်မှာသူ့အီလီယန်တွေရဲ့ပေါ်ကြောင်ပိုစတာတွေတွေ့ရကြောင်းခြေလုံးပြီးအမိုင်ပုံးနဲ့ထည့်ပစ်လိုက်ပါတယ်အဖိုးမတ်ကလည်းရောက်လာပြီးဘန်တရင်လုံးကန်ဂရူကွန်မန်ဒိုကိုကြည့်နေဆိုပြီးပူဇာနေရကြောင်းဘန်တို့ကိုတွားကြည့်ကြိုင်မယ်ညနေ4 နာရီပြန်ဆုံမယ်လို့ပြောလိုက်ပါတယ်ဂွမ်ကလည်းတေးဥဆောင်အိုကြီးကအောက်ခံဘောင်းမီအပြင်ထုတ်ဝေပြီးရှောက်သွားနေတော့ဘာလို့ကြည့်ချင်ရလဲလို့ဘန်ကိုမေးလိုက်ပါတယ်ဘန်ကလည်းသူငယ်လေးတွေကကြည့်လာတာဖြစ်ပြီးသူ့ကြောင့်ပဲစူပါဟီးရိုးဖြစ်ချင်တာလို့ပြန်ချေပါပါတယ်အဲ့ချင်းဖိုအန်စ်ဝစ်စုံဝေထားတဲ့ကောင်နဲ့တွေ့ပါတယ်။ဘန်ကလည်းဖိုအန်စ်ကဆက်စလူးလည်းမထားလို့ငါပေါ်လို့လည်းဖင်နိုင်မကြောက်လို့ပြောအောင်ဟိုဘဲကလည်းဖိုအန်စ်ကဘာလဲလို့မေးပြီးသူကဟန်နီဘာလီလို့ပြောလိုက်ပါတယ်။အဲ့နောက်စူပါဂျိုသားကောင်လေးမြောက်တီထွန်းတို့တင်းတန်ဆိုတဲ့နာမည်နဲ့ပိုစတာကိုတွေ့ပြီးဘန်အီလီယန်တွေကိုဒိတ်ကူချထားအောင်ဘန်လည်းတင်းသွားခဲ့ပါတယ်။အဲ့လိုနဲ့ဘန်လည်းတင်းတန်စီသွားပြီးပုံလူပါတဲ့စာရွက်ကိုဆွဲဖြည့်ရကြောင်းတင်းတန်ကလည်းသူကမူပိုင်ဖြစ်ကြောင်းပြောပါတယ်။ဘန်ကလည်းခမရသတင်းနဲ့အီလီယန်တွေကိုတပုံစံနဲ့ခိုးချထားလို့ပြောပြီးလာတောင်းညံ့တာကြောင့်အပြင်ဆွဲထုတ်ခံလိုက်ရပါတယ်။ဂွမ်ကလည်းဒီလူကိုကြည့်ရတာချက်ချက်လက်ချက်နဲ့အမှန်တရားတွေပြောနေတာကိုလက်မခံမိုံမဲလို့ပြောရကြောင်းဘန်လည်း Heatless ကိုပြောင်းလိုက်ပါတယ်။အဲ့ချိန်ဘန်ရဲ့အိုက်တော်ကန်ဂရူကွန်မန်ဒိုကတော့ဝရန်နာမှာတွဲလုံးခုပြီးမီးတွေချတဲ့တိုင်ပတ်နေရကြောင်းဘန်လည်းမီးလီပွင့်နဲ့ကဲထုတ်လာပြီးလောင်နေတဲ့မီးတွေကိုပါဆုပ်ယူပြီးငိမ့်ပေးလိုက်ပါတယ်။ဟိုဘဲကလည်းဘန်အောင်ဘတူလဲမေးရကြောင်းဘန်လည်းကန်ဂရူရဲ့ဖန်လို့သာပြောလိုက်ပါတယ်။တကယ်တော့ဟိုဘဲကရှိုးဝဲပြနေရပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်ဘန်အောင်တိမ်မီနောက်ကနေတစ်ချက်ဆောင်းကန်ပေးလိုက်ပါတယ်။ထပ်ပြီးလောင်နေတဲ့မီးတွေကိုမိသက်စီးနဲ့ညှိကတင်းနံဖွဲကကတ်တုံးရုံနဲ့ကောင်တွေကသူ့ရှိုးပွဲကိုလာပြက်စီးရလို့ထင်နေရပဲဖြစ်ပါတယ်။ဒါပေမဲ့ဘန်ကတော့ပရိသတ်တွေရဲ့အားပေးတန်ကြားနေရတာကြောင့်အခုချိန်ကြီးရှိုးပွဲပြနေသေးရလို့ပဲထင်နေသေးရပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်ဘန်လည်း Heatless နဲ့အလှကွက်တွေပြပြီးကန်ဂရူကလည်းအလှကွက်တွေတစ်ခွက်ပြီးတစ်ခွက်ပြကဘန်ကတော့ကန်ဂရူနဲ့တိုက်ခိုက်ရင်ရှုံးသွားတယ်လို့နဲ့တမင်တကာရေထဲခုန်ဆင်းသွားခဲ့ပါတယ်။ကန်ဂရူကလည်းပရိသတ်တွေရဲ့အားပေးမှုအပြည့်ရရှိသွားခဲ့ပါတယ်။အဲ့နောက်မှာတော့ Family ပွဲလုံးနေတော့တင်းတန်ရောက်လာပြီး Friday Buddy ကိုခိုးတာနည်းနည်းတော့လွန်သွားပြီလို့မကြည်မနှက်နဲ့ပြောလိုက်ပါတယ်။ကန်ဂရူကလည်းမင်းရတာငါရှိုးပွဲကိုဖျက်ချင်လို့ခုနအဖျက်သမားတွေလွတ်လိုက်တာရှင်းနေတာပဲလို့ပြန်ချေပါပါတယ်။အဲ့လိုနဲ့ကန်ဂရူနဲ့တင်းတန်လို့လည်းအခြေတင်များကြပြီးဟိုဘဲလည်းထွက်သွားခဲ့ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုသဘောကျတယ်ဆိုရင်တော့ VPN လေးခံကြည့်ပေးပြီး Like and Subscribe လေးနဲ့လည်းအားပေးခဲ့ကြပါအောင်ဗျ။အားလုံးကျေးဇူးတင်ပါတယ်။ဘန်ကလည်းခုန Heatless ကြောင်းပြောဖို့လုပ်ပြီးမှကန်ဂရူကတော့ထားလိုက်တော့ကလေးလို့သာပြောကထွက်သွားခဲ့ပါတယ်။အဲ့နောက်မှာတော့ဘန်နဲ့ကွမ်ကတော့ကန်ဂရူရိုလာကိုစတာကိုသွားစီးကြပါတယ်။စီးနေရင်ပောက်ကွဲမှုဖြစ်ပြီးရထားလမ်းပြတ်သွားတာကြောင့်ဘန်တို့လည်းဒုက္ခရောက်တော့မဲ့ချင်းကန်ဂရူကတော့နောက်ကနေကျိုးနဲ့ရထားကိုဆွဲကကယ်ပေးထားလိုက်ပါတယ်။အဲ့လိုနဲ့ဘန်တို့ကိုကယ်နေတော့မိန်းကလေးတယောက်အန်ရရှိနေရကြောင်းကန်ဂရူကသွားကယ်ပြီးအပြင်ကိုခေါ်လာပေးခဲ့ပါတယ်။အဲ့ချင်းရုတ်တရက်အပေါ်ကနေရထားလိုင်းပြုတ်ကျလာတာကြောင့်ဘန်ကဖိုးဝန်းတွင်နဲ့ကယ်ပေးလိုက်ပါတယ်။ချက်ပြီးပောက်ကွဲမှုတွေဖြစ်ပြီးနောက်ထပ်ကလေးတွေအန်ရရှိနေရကြောင်းကန်ဂရူနဲ့ဘန်ကတော့သွားကယ်ထုတ်ပေးလိုက်ပါတယ်။ဂွမ်ကတော့အဆီဒန်အနေနဲ့ကယ်တင်နာတွေကအရန်အောင်မှလွယ်များလွယ်နေလားဆိုပြီးတန်တရားဝင်နေပါတယ်။ကန်ဂရူကလည်းဘာအဆီဒန်မှမဟုတ်ဘူးလို့ပြောပြီးတယောက်ကဖောက်ခွဲရေးပစ္စည်းတွေဆင်ထားလို့ပြောလိုက်ပါတယ်။ထပ်ပြီးမှင်စွန်းနာရဲ့လက်အိတ်တစ်ဖက်လည်းတွေ့ပြီးကတ်တုံးပုံတို့ဒီဇိုင်းဆွဲတဲ့သူတွေဝတ်တဲ့ဟာမျိုးလိုပြလိုက်တာကြောင့်ဘန်လန်တင်းတန်လိုပဲထင်လိုက်ပါတယ်။အဲ့နောက်တင်းတန်ကိုတက်တင်နဲ့တကွာပြပြီးလာရောက်ဖမ်းဆီးကြပါတယ်။လက်အိတ်ပြင်စတူဒီယိုထဲမှာဖောက်ခွဲရေးပစ္စည်းတွေပါလက်ပူးလက်ချက်မိသွားတာကြောင့်တင်းတန်ကလည်းသူ့ဟာတွေမဟုတ်ဘူးလို့ညင်ပါတယ်။ဒါပေမဲ့လည်းအဖမ်းခံလိုက်ရပါတယ်။အဲ့ချိန်ဂွမ်တို့ကရောက်လာပြီး live ကိုယူကတင်းတန်ဟာဟုတ်ချင်မှဟုတ်မှာပါလို့ပြောပါတယ်။လက်အိတ်နေထားရာညာဘက်မှာဝေထားတာဖြစ်ပြီးကတ်တုံးမူကျန်တော့ဘယ်ဘက်ကနေဆွဲထားရလို့ဝင်ထောက်ပြပါတယ်။တင်းတန်ကလည်းခမရရဲ့ရှိုးတွေကခတ်တုံးတုံးဗီဒီကောင်တွေကတော့ဒီထက်ကောင်းတဲ့လောက်ကျန်ကြောက်ကြမှုမျိုးလုံးနေတယ်လို့ပြောရကြောင်းအစာတွေကတင်းတန်အောင်အမြင်မကြီးတဲ့ဘန်ကမှဝင်ပြောပါတယ်။အဲ့လိုနဲ့ဟိုဘဲနှစ်ပွေကတော့ရန်နေဖြစ်ကုန်ကြပါတယ်။ဘန်ကလည်းနေတောင်ဝင်မရှုံးရင်ဟိုကတ်တုံးဖန်တီးတဲ့ကောင်အပြက်နှိမ်နှင်းလို့ရတော့မှာပဲလို့ပြောလိုက်ပါတယ်။ဂွမ်ကလည်းကန်ဂရူကဖောက်ခွဲပစ္စည်းနဲ့ဖောက်ခွဲတာတွေကိုသူကိုယ်တိုင်လုပ်တာဖြစ်နိုင်တယ်လို့ပြောရကြောင်းဂွမ်လည်းမျက်စိတော်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့လိုနဲ့ဂွမ်လည်း stem line စီးပြီးလိုက်ဆောင်ကြည့်ကြပါတယ်။အဲ့ချိန်အိုမီတွစ်ကလည်း limit ပြည့်သွားကြောင်းနှစ်ကောင်သားရေကန်နဲ့ပြုတ်ကျလာပြီး security ကလည်းလိုက်လာကြောင်းဘန်တို့လည်းထွက်ပြေးလာကြပါတယ်။အဲ့လိုနဲ့ထွက်ပြေးလာရင်ကန်ဂရူကဘယ်သူမှမထိခိုက်ခင်ရက်မှဖြစ်မယ်ဆိုတဲ့စကားကိုဘန်တို့ကကြားလိုက်ပြီးကန်ဂရူတယောက်ပဲရှိရကြောင်းဘသူ့ကိုပြောနေရလေလို့စဉ်းစားနေရပါတယ်။အဲ့ချိန် security ကရောက်လာပြီးဘန်တို့ကအပြင်ဆွဲခေါ်ထုတ်ကဝန်နေပေးလိုက်ပါတယ်။ဂွမ်ကလည်းကန်ဂရူကထူးဆန်းနေပြီးတယောက်တည်းစကားတွေပြောနေရလို့ပြောကြအောင်ဘန်ကလည်းသူ့ရှိုးဘွက်တဲ့ပြင်ဆင်နေရနေမှာပါလို့ဖြစ်တွေပေးလိုက်ပါတယ်။အဲ့ချိန်တင်းတန်စတိုရီကနေကဘာတဝမ်းမှာပြတ်သွားမယ်အပိုင်းတစ်ခုဖြစ်တဲ့ဓာတုတပ်ပေါင်းမှုအပေါ်မှာကန်ဂရူဇော်တို့ဆွဲထားတဲ့မြင်ကွင်းကိုပြလိုက်ပါတယ်။ဘန်ကလည်းပြကွက်ဆိုပေမဲ့စိတ်ပူရနဲ့အစလာရိတ်ကိုပြောင်းလိုက်ပါတယ်။ဒါပေမဲ့ဝမ်းပိုင်းသာဖြစ်သွားခဲ့ပါတယ်။အဲ့ချိန်တင်းတန်ထွက်ပြေးလာတာကိုကန်ဂရူကဖမ်းသွားတာကြောင့်ဂွမ်ကလည်းကန်ဂရူတယောက်တည်းနဲ့တစ်ချိန်နဲ့ဘလို့နှစ်နေရာရောက်နေရလဲလို့စဉ်းစားနေရပါတယ်။အဲ့လိုနဲ့ဘန်လည်းသူ့ຫນွယ်တွေကိုကိုစီးကစတူဒီယိုထဲကိုဝင်သွားခဲ့ပါတယ်။လူတစ်ယောက်ကလည်းဒိုင်နိုဆောပါဇက်ထဲကမီးတွေထုတ်တဲ့ဟာကိုဖွင့်လိုက်တာကြောင့်ဘန်လည်းမီးဘေးကနေရှောင်ရှားနေရပါတယ်။အဲ့နောက်ဒိုင်နိုဆောခေါင်းပေါ်တက်ပြီးစက်ကိုဖျက်ဆီးပစ်လိုက်ပါတယ်။အဲ့ချိန်ခုနကလူနေရာမှာတင်းတန်အောင်ဇော်တို့ဆွဲထားလိုက်ပါတယ်။တင်းတန်ကလည်းသူကပုံတူပဲဆွဲတာပါလို့အော်ဟစ်နေခဲ့ပါတယ်။ဘန်ကလည်းကန်ဂရူကိုပြန်မေးဆွဲတာခမည်းမဟုတ်ဘူးလားလို့မေးပြီးထူးဆန်းနေရကြောင်းခေါင်းချောက်သွားပါတယ်။တကယ်တော့ကန်ဂရူနဲ့တင်းတန်နှစ်ယောက်လုံးဖမ်းထားတာပဲဖြစ်ပါတယ်။နှစ်ယောက်လုံးကိုလည်းတပေါင်းဖို့တဲ့တန်ကြိုးနဲ့ဆွဲချနေရကြောင်းဂွမ်ရောက်လာပြီးကန်ဂရူကိုကယ်ပေးကဘန်ကတော့တင်းတန်အောင်ကယ်ပေးလိုက်ပါတယ်။
ထပ်ပြီးဘန်တို့လည်းအထဲမှာပောက်ကွဲမှုတွေကိုရှောင်ရှားရင်လွတ်မြောက်လာပြီးကန်ဂရူနဲ့အတူအခန်းတစ်ခုစီရောက်လာခဲ့ပါတယ်အခန်းထဲမှာတော့လူတစ်ယောက်ရှိနေပြီးသူကတော့ကန်ဂရူကွန်မန်ဒိုနော့ရဲ့အမွှာညီကိုကိန်းမဲ့ဖြစ်ပါတယ်အဲ့လိုနဲ့သူကမှကန်ဂရူကွန်မန်ဒိုဖြစ်ပြီးအထူးပြုလုပ်ချက်တွေဖောက်ခွဲရေးတွေကိုသူပဲလုပ်ခဲ့တာလို့ပြောလိုက်ပါတယ်တင်းတန်အောင်ပြန်ပြီးဆွဲတာကလည်းသူ့အကြံတွေကိုဖျက်ဆီးပစ်ခဲ့လို့ပြောလိုက်ပါတယ်ဒါပေမဲ့အခုတော့ Super Alien Hero Body Avenger တီထွင်ခဲ့သူအစီကိုကဘာကြီးကသိရတော့မယ်လို့ပြောလိုက်ပါတယ်အဲ့လိုနဲ့ကိန်းလဲအငွေပုံးလွတ်ပြီးတင်းတန်နဲ့နော့ကိုဖန်ကထွက်ပြေးသွားခဲ့ပါတယ်အပြင်ကိုရောက်တော့သူလက်စားချီမှာမို့ဘယ်သူမှတားလို့မရဘူးလို့ကျင်းသွားလိုက်ပါတယ်ထပ်ပြီးနော့ကိုအဆောင်ဦးမြင့်ပေါ်ကနေအောက်ပြစ်ချဖို့လုပ်နေရကြောင်းဘန်ကကယ်ပေးလိုက်ပါတယ်အဲ့လိုနဲ့ဘန်လဲဟိုငနဲ့တိုက်ခိုက်နေတော့ Omistral Limit ပြစ်ပြီးလူပြန်ဖြစ်သွားခဲ့ရကြောင်းကိန်းလဲဘန်အောင်အောက်ပြစ်ချတော့မချင်းနော့ကပဲနောက်ကနေဆွဲကတောက်ကွက်တစ်ချက်ထိုးပေးလိုက်ပါတယ်နော့ကလည်းဘန်အောင်သူတို့နှစ်ယောက်ဟီရိုဝစ်ဆောင်မပါပဲတာဝန်ပြီးမြောက်အောင်လုပ်နိုင်ခဲ့တယ်ဆိုပြီးကျေနပ်စွာပြောလိုက်ပါတယ်။အဲ့နောက်မှာကိန်းရတော့အဖမ်းခံလိုက်ရပါတယ်။တင်းတန်နဲ့နော့လည်းအဆင်ပြေသွားကြပြီးအဲ့ချိန်မှာပဲအဖိုးမတ်ကပြန်ရောက်လာခဲ့ပါတယ်။ဘန်တို့ကိုလည်းပြောခဲ့ကြရလားလို့မေးပြီးဘန်အတွက်ပုံတူကာတွန်းအခွေတစ်ခွေတောင်ဝယ်လာခဲ့ပြီးရကြောင်းဘန်လည်းပူသွားခဲ့ပါတယ်။ဒါကတော့ Banana Classic Season 3ရဲ့အပိုင်းကိုပြပြီးအပိုင်းရှိရတော့နောက်ရက်မှာတင်ပြသွားအောင်မလို့ Like and Subscribe လေးနဲ့လည်းအားပေးခဲ့ကြပါအောင်ဗျ။အားလုံးကျေးဇူးတင်ပါတယ်။